တရားထိုင်ရင်စိတ်တွေကိုဘယ်လိုရှုကြမလဲဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာပါရရှင်ဒီဗီဒီယိုလေးကတော့တရားချစ်သူတူကသူ့ရဲ့ကိုယ်တွေ့တရားအသည့်တွေကိုပြန်ပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်တရားစခန်းမှာဓမ္မဖြစ်ခဲ့တဲ့စိတ်တွေကိုပြန်ပြီးမျှဝေပေးပါမယ်။ကျမကအတွေးတွေအများကြီးထင်းထင်းရှားရှားမထွက်တော့ပေမဲ့တရားမှန်ရင်စိတ်ကိုလှည့်ရှုတတ်အောင်ပြောပြပေးပါမယ်။ကျမရဲ့ရှုွက်မှာအတွေးကပေါ်ကားမျှမထင်မရှားတော့တာထွက်နေခြင်းကိုဆိုလိုပါတယ်ရှင်။ကျမ online ကဖွင့်တဲ့ Zoom တရားစခန်းမှာတရားမှတ်နေရင်ဆရာသမားကonline ကလူတွေထိုင်ခွင်လေးတွေကောင်းကြတယ်လို့ပြောရင်သဘောကျသွားပါတယ်။အဲ့ဒီစိတ်ကိုလှည့်ရှုပါတယ်။ယောဂီနံပါတ်ဘယ်လောက်လို့ဆရာသမားကတရားထောက်ဖို့ခေါ်လိုက်ရင်ငါနံပါတ်လားလို့နားဆွင့်နေမိပါတယ်။မဟုတ်တော့မှတရားဆက်မှတ်တယ်။အဲ့ဒီစိတ်ကိုလှည့်ပြီးရှုပါတယ်။ယောဂီတရားခန္ဓာကိုယ်သို့မဟုတ်ခေါင်းကြီးဆောင်းနေပြီးမောဟနဲ့ပေါင်သွားတာကိုဆရာသမားကထောက်နေရင်မိမိကပါခန္ဓာကိုယ်သို့မဟုတ်ခေါင်းကိုလိုက်စစ်ပြီးပြင်နေမိတယ်အဲ့ဒီစိတ်ကိုပြန်ပြီးရှုပါတယ်ဆရာသမားကတရားမထောက်ပင်တိတ်တိတ်ကလေးနေပေးနေရင်လိုင်းများကျသွားတာလားမီးပြတ်သွားတာလားစသဖြင့်ဆက်စုနေတဲ့စိတ်ကလေးကိုပြန်ရှုပါတယ်။ရုပ်ဝေဒနာဖောက်ပြန်လို့နာကျင်နေရင်ခံစားနေရတဲ့စိတ်ကလေးကိုချုပ်သွားတဲ့အထိရှုပါတယ်။စိတ်လျှော့ဇောလျှော့ပြီးအသားနဲ့ခံစားနေတဲ့စိတ်ကိုလက်ခံထားပြီးရှုနေပါတယ်။စိတ်ကလေးချုပ်သွားတဲ့အထိရှုနိုင်ရင်တရားပြောင်းသွားပါလိမ့်မယ်။တရားထိုင်လို့ငင်းငွေသလိုပင်ပန်းသလိုဖြစ်လာပြီးတရားချိန်ပြည့်ချိန်ကိုမျှော်နေရင်အဲ့ဒီစိတ်ကိုပြန်ရှုပါတယ်တရားချိန်ပြည့်ဖို့2မိနစ်ပဲလိုတော့တယ်လို့ဆရာသမားကပြောရင်ပျော်သွားတဲ့စိတ်ကိုပြန်ရှုပါတယ်တရားရှုခွက်ကမရှင်းတော့ဘူးဘလို့ရှုရမှလဲဆိုတဲ့စိတ်ဖြစ်လာရင်အဲ့ဒီစိတ်ကိုပဲပြန်ရှုပါတယ်ပြန်ရှုပါဆိုတာပြန်သတိထားပါလို့ဆိုလိုပါတယ်ရှုလိုက်လို့စိတ်ကလေးကချုပ်သွားရင်အဲ့ဒီနေရာမှာပဲထက်ခါသတိလေးထားပြီးနေပါရှင်အဖိုးတန်တဲ့နေရာလေးပါအတူတူတရားစခန်းဝင်နေကြတဲ့အမညီမလေးတွေကိုစိတ်တွေပြန်ရှုတတ်အောင်ထောက်ပေးနေရပါရှင်လိုအပ်နေတဲ့သူတွေအတွက်လည်းပါပါတယ်ရှင်နာသီးဖြားလေးမှာအတိကပ်ဖို့ပဲစ조사နေရင်တရားတက်ဖို့ရာခက်ပါလိမ့်မယ်။ဉာဏ်သုံးရပါမယ်ရှင်။စိတ်ကိုရှုလို့ရနေတဲ့သူတွေအတွက်မျှဝေတာပါ။တရားအသိထူဉာဏ်ထူအလွယ်တကူရကြပါစေရှင်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။